ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီကနေ့ဓမ္မမိတ်ဆွေများကိုမြောက်ပေးခြင်းနဲ့ဓမ္မလက်ဆောင်ဓမ္မပုဒ်တွေကပါလဲဆိုလို့ရှိရင်ဦးဇင်းဒီနေ့လူငယ်တွေအတွက်လူငယ်တွေရောလူလက်ပိုင်းတွေရောလူကြီးပိုင်းတွေရောသူတို့အတွက်မြတ်စွာဘုရားရှင်ကိုဟောကြားခဲ့တဲ့ဘဝနေထိုင်ပုံနေထိုင်နည်း38နည်းတွေကဒီကနေ့၄နည်းကိုဦးဇင်းမျှဝေပေးပါမယ်အဲ့ဒီ၄နည်းကိုလည်းဦးဇင်းခေါင်းစဉ်လေးတစ်ခုတက်ပြီးတော့ဓမ္မမိတ်ဆွေများကိုမျှဝေပေးမယ်ခေါင်းစဉ်ကပါလဲဆိုရင်ချမ်းသာခြင်းရဲ့အလှဆင်ပါဆိုတဲ့ကောင်းစဉ်လေးနဲ့ပါပဲ။ချမ်းသာခြင်းနဲ့ဆိုရင်ဦးဇင်းတို့အလှဆင်နိုင်ရမယ်။ဘာအလှဆင်ရမှာလဲဆိုရင်နံပါတ်1ဘဝသစ်စင်စားတဲ့အကြမ်းမြင်ဘုသူတရှိရမယ်။လူတိုင်းဟာကိုရက်တည်နေတဲ့နေပယ်အသီးသီးမှာအကြမ်းမြင်ဘုသူတဆိုတာရှိရပါတယ်။ကိုကစီဝါရေးနေပယ်မှာရက်တည်နေတယ်ဆိုရင်စီဝါရေးနဲ့ပတ်သက်တဲ့အကြမ်းမြင်ဘုသူတတွေရှိရမယ်။စီးပူရမယ်။ကိုကပညာရေးနယ်ပယ်ထဲမှာရှိရဆိုရင်ပညာရေးနဲ့ပတ်သက်တဲ့သိပညာဘုသူတာတွေစီးပူရမယ်။နောက်တစ်ခုကနိုင်ငံရေးထဲမှာရှိနေဆိုလို့ရှိရင်နိုင်ငံရေးနဲ့ပတ်သက်တဲ့အကြမ်းမြင်ဘုသူတာတွေကိုစီးပူထားရမယ်။ကိုကဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တဲ့အတွက်ကိုစိတ်သက်ကြလာတဲ့အခါမှာပြန်ပြီးတော့ရုပ်ထနိုင်ဖို့အတွက်လောကဓာတ်နေရင်ဆိုင်နိုင်ဖို့အတွက်ဘာသာရေးနဲ့ပတ်သက်တဲ့ဘုသူတာတွေလည်းပဲလေ့လာထားပါမယ်။ဒါကြောင့်နံပါတ်1အနေနဲ့ဘုသစ်စင်စားတဲ့အကြမ်းမြင်ဘုသူတာတွေအများကြီးစီးပူးထားရမယ်။မြန်မာစကားရှိတယ်မျက်စိကိုဖွင့်နားကိုဆင့်ထားတယ်။မျက်စိကိုဖွင့်ထားပါအကြမ်းမြင်ဘုသူတာတွေကိုတက်တက်မြတ်စီးပူးလို့ရအောင်လေ့လာရောမျက်စိတွေကိုဖွင့်ထားပါနားတွေကိုဆင့်ထားပါဘယ်နိုင်ငံကဘာတွေဖြစ်နေပြီဒီလိုဖြစ်လို့ရှိရင်ငါတို့ဘာတွေဖြစ်လာနိုင်လဲဆိုတော့နားတွေကိုဆင့်ထားပါမျက်စိကလည်းတက်တက်မြတ်ဒါစာပေတွေကိုဖတ်ရှုမယ်ကိုယ်နဲ့တင့်တော်တဲ့စာပေတွေဖတ်ရှုမယ်နောက်နားကလည်းပဲဒါဒီနေ့ခေတ်လို့ဆိုလို့ရှိရင် online ခေတ်ဖြစ်တဲ့အတွက် online ပေါ်မှာကိုသိကျင်တဲ့ဘုသူတာတွေနားထောင်လို့ရပါတယ်။ကိုဟာဝိပဿနာလိုင်းကိုသိကျင်တာလားတရားဓမ္မလိုင်းကိုသိကျင်တာလားနော်ဘောဓစာပေနဲ့ပတ်သက်တဲ့ဘုသူတာတွေလည်းပဲတို့အင်တာနက်မှာအများကြီးရှိပါတယ်။စီးပွားရေးနဲ့ပတ်သက်တဲ့အသိပညာဘုသူတာတွေနိုင်ငံရေးနဲ့ပတ်သက်တဲ့အသိပညာဘုသူတာတွေပညာရေးနဲ့ပတ်သက်တဲ့အသိပညာဘုသူတာတွေဘဝကိုတိုးတက်ရာတိုးတက်ကြောင်းကြီးပွားရာကြီးပွားကြောင်းဟောပြောပြသနေတဲ့ဤပညာလမ်းညွှန်ထားတဲ့အရာတွေအင်တာနက်မှာအများကြီးရှိပါတယ်။အဲ့ဒါတွေကိုနားထောင်လို့ရပါတယ်။မျက်စိကလည်းကိုတက်နိုင်တဲ့ကိုသိကျင်တဲ့စာပေတွေကိုဖတ်ရှုလို့ရပါတယ်။ဒါကြောင့်မျက်စိကိုအလှဆင်မယ်၊နားကိုအလှဆင်မယ်ဆိုရင်အသိပညာဘုသူတနဲ့မျက်စိနဲ့နားကိုအလှဆင်ရမှာပါ။အဲ့လိုအသိပညာဘုသူတနဲ့မျက်စိနဲ့နားကိုအလှဆင်ထားမယ်ဆိုလို့ရှိရင်ကိုဘဝတိုးတက်ရာတိုးတက်ကြောင်းကြီးပွားရာကြီးပွားကြောင်းအထောက်အကူဖြစ်ပါတယ်။တကယ်တော့နားကိုငကပ်ပံမှာလှတာမဟုတ်ပါဘူး။ကိုယ့်ရဲ့နားတွေကိုယ့်ရဲ့မျက်စိတွေကိုအသိပညာနဲ့အလှဆင်ထားမှတည်းတကယ်တမ်းလှတာပါအဲ့လိုအလားဆင်နိုင်တယ်ဆိုရင်ကိုဘဝကြီးပွားမယ်ချမ်းသာမယ်ဒါကနံပါတ်1ပါနံပါတ်2ကဘာလဲဆိုရင်သိပ္ပံစာတယ်အသိပညာတစ်ခုတည်းနဲ့မလုံလောက်ပါဘူးဦးဇင်းတို့အတတ်ပညာလည်းသင်ရပါလိမ့်မယ်ကိုယ့်ရဲ့အတ္တမူဝမ်းကြောင်းတစ်ခုအတွက်ကိုကြီးပွားတိုးတက်ကိုဘဝတိုးတက်ရတိုးတက်ကြောင်းကြီးပွားကြောင်းဖြစ်တဲ့ဘဝအတွက်အတ္တမူဝမ်းကြောင်းတစ်ခုဆိုတာလိုအပ်ပါတယ်အဲ့ဒီတော့ဦးဇင်းတို့အတတ်ပညာသင်ရပါမယ်အဲ့ဒါကိုသိပ္ပံစာအတတ်ပညာလို့ခေါ်ပါတယ်အဲ့လိုအတတ်ပညာတွေကိုကိုတက်နေသမျှကျွမ်းကျင်ချင်းတက်ထားဖို့လိုပါတယ်အဲ့ဒါကဘာကိုလှဆင်တာဆိုရင်ကိုယ့်ရဲ့လက်နဲ့ခြေကိုအလှဆင်ခြင်းဖြစ်ပါတယ်လက်ကောက်တွေဝေးမှလက်စွပ်တွေဝေးမှကိုယ့်လက်တွေခြေတွေကလှတာမဟုတ်ပါဘူးနော်အဲ့တော့ကိုယ့်ရဲ့လက်တွေခြေတွေကိုလက်ဆိုလို့ရှိရင်ဟန်ချိန်တွေဝေးမဲ့အစားလက်ကောက်တွေဝေးမဲ့အစားအတတ်ပညာတွေနဲ့အလှဆင်ထားမယ်ဆွတ်ဆင်ထားလိုက်မယ်ဆိုရင်ကိုယ့်ဘဝတိုးတက်မယ်ကိုယ့်ဘဝကြီးပိုးပြီးတော့လှမယ်ဒါကြောင့်ခြေတွေလက်တွေကိုအလှဆင်ခြင်းနဲ့ဆိုရင်တော့သိပ္ပံစာဆိုတဲ့အတတ်ပညာနဲ့အလှဆင်တာအကောင်းဆုံးပါပဲအဲ့လိုကိုယ့်ရဲ့ခြေတွေလက်တွေကိုအတတ်ပညာနဲ့အလှဆင်ထားမယ်ဆိုရင်ကိုဘဝသည်ကြီးပွားမယ်တိုးတက်မယ်ဘဝသည်တည်တဲ့လှမယ်ကောင်းတဲ့ကောင်းမယ်ဒါကနံပါတ်2ပါနံပါတ်2အနေနဲ့ဘာကိုအလှဆင်ရမယ်ဆိုရင်ကိုယ့်ရဲ့ခြေတွေလက်တွေကိုအတတ်ပညာနဲ့အလှဆင်ရပါမယ်ကိုကအသိပညာဘုသူတာတွေကျွယ်ဝလာပြီအတတ်ပညာတွေလည်းတက်တယ်ဒါကြောင့်မို့လို့ကြီးပွားလာပြီတိုးတက်လာပြီချမ်းသာလာပြီဆိုလို့ရှိရင်နောက်ထပ်ဘာကိုအလှဆင်ရအောင်ပါလဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့စိတ်သဘောထားကိုကိုယ့်ရဲ့စိတ်ထားတွေလှအောင်လို့အလှဆင်ရအောင်ပါအဲ့ဒါဘာနဲ့လှဆင်မယ်ဆိုရင်တော့နံပါတ်3အနေနဲ့ဝိနည်းရောစာဝိနည်းစီကံတဲ့ကိုယ့်ရဲ့စိတ်ထားကိုအလှဆင်ရမှာပါရဟန်းမှာလည်းယဟန်ဝိနည်းရှိတယ်လို့လူမှာလည်းလူဝိနည်းရှိပါတယ်အဲ့တော့လူဝိနည်းစီကံတွေကျင့်ဝတ်တွေကအများကြီးပါပဲနော်လူပါမှာဆိုလို့ရှိရင်
မိဘကျင့်ဝတ်ရှိတယ်တာသမီကျင့်ဝတ်ရှိတယ်ဆရာကိုကျင့်ဝတ်ရှိတယ်အလုပ်သမားတွေရဲ့ကျင့်ဝတ်ရှိတယ်အလုပ်ရှင်တွေရဲ့ကျင့်ဝတ်တွေရှိတယ်နိုင်ငံတော်ကချမှတ်တဲ့စီမင်းစည်းကမ်းတွေရှိတယ်အဲ့အရာတွေအားလုံးကဒါဦးဇင်းတို့လူသားတွေကလိုက်နာရမှာပါအဲ့တော့အခြေခံကြတဲ့ဝီနည်းကိုပြောပါဆိုရင်တော့ဒါဟာသူ့ရဲ့တရား10ပါးပါပဲအဲ့ဒါကိုကျင့်သုံးရမှာပါသူများသက်တစ်ဖြတ်ချင်းတွေမလုပ်သင့်ဘူးသူများပစ္စည်းခူတာသူများတပ်ပြီးပြစ်မှားတာမကောင်းတဲ့ပိန်ဖြစ်တဲ့စကားတွေပြောတာဂုံချောတဲ့စကားတွေပြောတာဟောတူနဲ့တူကြမ်းတမ်းတဲ့နားထောင်လို့မလွယ်ကူတဲ့ကြမ်းတမ်းတဲ့စကားတွေပြောတာမဟုတ်မမှန်တဲ့စကားတွေပြောတာဒါတွေကိုရှောင်ကျဉ်ရမှာပဲဒါတွေကလူတွေရှောင်ကျဉ်သိရှောင်ကျဉ်ထိုက်တဲ့လူဝီနည်းတွေပါပဲနောက်တစ်ခုသူများပစ္စည်းကိုကိုယ့်ပစ္စည်းဖြစ်လေလို့တဲ့စိတ်သဘောထားတွေကြံစည်တာတွေကိုရှောင်ကျဉ်ပါမယ်နောက်တစ်ပါးကိုပျက်စီးသွားစေလိုတဲ့စိတ်ဆန္ဒတွေကိုရှောင်ကျဉ်ရမယ်နောက်မှန်ကန်တဲ့အယူကိုယူရမယ်မှန်ကန်တဲ့သဘောထားနိုင်ရမယ်မှန်ကန်တဲ့အမြင်ရှိရမယ်ဒါတွေကိုကျင့်သုံးလိုက်နာခြင်းဟာလူဝီနည်းလူစီကံကိုလိုက်နာခြင်းဖြစ်ပါတယ်ဒါဒုတိယတရား10ပါးဝီနည်းအခြေခံအပြင်ပြောပြတာပါအဲ့တော့ဝီနည်းဆိုတာအင်မတန်မှကိုဒါကျေပြတ်ပါတယ်လူကမှလိုက်နာတဲ့ဝီနည်းတွေအများကြီးရှိပါတယ်ကိုကအတတ်ပညာတွေတက်တယ်အသိပညာတွေလည်းတက်တယ်နော်ဒါပေမဲ့လို့ကိုယ်စိတ်ဓာတ်မလှဘူးဆိုရင်ပညာတော့ပြည့်ပါပါတယ်ကိုယ်နှလုံးသားကမလှဘူးဆိုရင်ကိုယ့်အတွက်ကိုပဲကြည်တတ်ပါတယ်ကိုယ့်အတွက်ကိုကြည်မယ်ဆိုလို့ရှိရင်ဒါအခြားသူတွေကိုကြည်မပေးနိုင်တဲ့အတွက်တော်တော်များများဟာကိုယ့်အတွက်ကိုကြည်တဲ့သူတွေလောကကြီးမှာများလာရင်ပျက်စီးဖို့ဖြစ်တတ်ပါတယ်ဒါကြောင့်အသိပညာတွေဘိုးသူတွေအတတ်ပညာတွေတက်လာပြီဆိုရင်ကိုချင်းသီလကောင်းဖို့စိတ်သဘောထားလေးလှပဖို့အတွက်လည်းပဲဝီနည်းဆိုတဲ့စီကံကိုလည်းအင်မတန်မှကိုလိုအပ်ပါတယ်အဲ့တော့ဝီနည်းရောစာသူတိခိတော်ဆိုတဲ့အတိုင်းပဲဝီနည်းတွေကိုကိုယ်ကတက်နိုင်မြကိုယ့်ရဲ့ကိုယ်နဲ့ဆိုင်တဲ့လူချင်းကိုလူသိက္ခာတွေကိုလေ့လာမယ်စီးပူးမယ်လိုက်စားမယ်အဲ့လိုလိုက်စားပြီးတော့တက်နိုင်မြကိုယ်ကကျင့်သုံးနေထိုင်မယ်အခြေခံပြမယ်ဆိုရင်၅ပါးသီလရှိတယ်တက်နိုင်မြ၅ပါးသီလကိုလိုက်နာမယ်သူတိယတရား10ပါးကိုတက်နိုင်မြကျင့်သုံးမယ်လူလောကမှာလိုက်နာတဲ့လိုက်နာထိုက်တဲ့ຢာတွေရှိတယ်ဒီပါဆရာသမားကြီးမှယူသိရမယ်လေးစားရမယ်ကိုယ့်ရဲ့အလုပ်ရှင်ပေါ်ကိုယ့်ရဲ့အလုပ်သမားပေါ်ကိုယ့်ရဲ့တကယ်ချင်းမိတ်ဆွေပေါင်းတဲ့ပုံမှာစီဆောင်ရမယ်တက်နေသမျှကောင်းကောင်းမွန်မွန်နဲ့အတူတူလက်တွဲပြီးတော့စူးစမ်းပြီးလုပ်ကံရမယ်ဆောင်ရွက်မယ်ဒါဒီစီမီစကန်တွေပါပဲဒါတွေလည်းပဲအဲ့တော့လိုက်နာထိုက်တဲ့လူဘဝမှာလိုက်နာတဲ့စီကံတွေကိုလိုက်နာမယ်ကိုယ်မှာဆောင်ထိတ်တိုက်တဲ့ကျင့်ဝတ်တွေသိက္ခာတွေကိုဆောင်ထိတ်မယ်ဆိုရင်ဒါကိုယ့်ရဲ့စိတ်ကလေးကမကောင်းတဲ့အကုသိုလ်တွေတွေဝင်မလာနိုင်တော့တဲ့အတွက်ကိုယ်စိတ်နှလုံးလေးကပို့ပြီးတော့လှလာပါလိမ့်မယ်ဒါကြောင့်ကိုယ့်ရဲ့မျက်စိတွေနားတွေကိုလည်းအလှဆင်ရမယ်ကိုယ့်ရဲ့ခြေတွေလက်တွေကိုလည်းအလှဆင်လို့ကိုယ့်ရဲ့စိတ်နှလုံးသားကိုလည်းအလှဆင်နိုင်အောင်ဝိနည်းရောစာသူတိခိတော်ဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့ကိုချင်းသိက္ခာတွေနဲ့ကိုယ့်ရဲ့စိတ်နှလုံးသားကိုအလှဆင်နိုင်ရပါလိမ့်မယ်အဲ့လိုအလှဆင်ထားတယ်ဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများအားလုံးလူငယ်တွေရောလူကြီးတွေရောဘဝအတွက်ကြီးပွားရာကြီးပွားအောင်ဖြစ်မယ်တိုးတက်ကြောင်းနဲ့ခွင့်လန်းကောင်းအများကြီးဖြစ်လာမယ်ဒါကြောင့်ချမ်းသာခြင်းရင်အလှဆင်ပါလို့ဒီကဓမ္မမိတ်ဆွေများကိုပြောကြားခြင်းဖြစ်ပါတယ်ကဲမျက်စိကိုလည်းအသိပညာဘုဒ္ဓတာတွေနဲ့လှဆင်ပြီးပြီနားကိုလည်းပဲအသိပညာဘုဒ္ဓတာတွေနဲ့လှဆင်ပြီးပြီကိုယ့်ရဲ့ခြေလက်တွေကိုလည်းပဲအတတ်ပညာတွေနဲ့အလှဆင်ပြီးပြီကိုယ့်ရဲ့ကိုယ်နှုတ်စိတ်ကိုလည်းပဲဝိနည်းရောစာသူတိခိတော်ဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့ကိုချင်းသီလသိက္ခာတွေလူချင်းတွေနဲ့အလှဆင်ပြီးပြီဘာကြံသေးတယ်လဲဘာကိုအလှဆင်ရအောင်ပါလဲဆိုလို့ရှိရင်တော့နံပါတ်4အနေနဲ့သူပါတိတာစာယာဝါစာတဲ့နုညံ့တိမ်မွေ့တဲ့စကားကိုပြောဆိုရမယ်ဒါကနှုတ်ကိုအလှဆင်တာပါကိုယ်ဘလောက်ပဲပညာတွေပဲတက်အသိပညာတွေဘလောက်ပဲရှိအတတ်ပညာတွေဘလောက်ပဲရှိစေတနာတွေဘလောက်ကောင်းကိုယ့်ရဲ့အပြောဆိုနှုတ်ထွက်တွေကကြမ်းတမ်းနေမယ်ဆိုလို့ရှိရင်တစ်ဖက်သူမှာနားထောင်ရတာအဆင်မပြေပါဘူးလူဖွဲ့စည်းတစ်ခုကိုစီယုံတော့မယ်ဆိုလို့ရှိရင်စကားကလည်းအမတန်မှလိုအပ်ပါတယ်နုညံ့တိမ်မွေ့စွာပြောဆိုတတ်တဲ့ဆက်ဆံတတ်တဲ့စကားကလည်းအမတန်မှကိုလိုအပ်ပါတယ်ကြမ်းတမ်းပြောဆိုတဲ့စကားတွေမပြောသင့်ပါဘူးเนาะလူညံ့တိမ်မွေ့နဲ့ပြောဆိုရမယ်အဲ့လိုပြောဆိုတဲ့နေရာမှာလည်းပဲအကျိုးရှိတဲ့စကားကိုပြောရမယ်အကျိုးလည်းရှိမယ်မှန်လည်းမှန်မယ်တခြားသူတွေလည်းပဲနားထောင်ကြည့်သိရှိမယ်သူ့အတွက်ရောကိုယ့်အတွက်ရောအခြားသူတွေအားလုံးအတွက်ပါအကျိုးရှိတဲ့စကားကိုပြောဆိုနိုင်အောင်သူတို့တွေအကျိုးစားရမှာပါအဲ့လိုပြောဆိုတဲ့နေရာမှာလည်းပဲဒါမောက်မာကြမ်းတမ်းမပြောဆိုရပါဘူးနုညံ့နဲ့ပြောရပါမယ်အဲ့လိုပြောတဲ့နေရာမှာလည်းပဲအချိန်ခါကာလကိုကြည့်ပြီးတော့ပြောရပါမယ်ပြောပြီးဆိုရင်မေတ္တာနဲ့ရှင်ပြီးတော့အေးချမ်းနဲ့တင်ပူမွေ့နဲ့ကိုယ့်တော်ကိုသူတို့တကယ်ကိုအကျိုးရှိခြင်းနဲ့စိတ်နဲ့အကျိုးရှိစေတဲ့စကားတွေကိုချူသားနုညံ့နဲ့မေတ္တာရှိထားပြီးတော့ပြောရမှာဖြစ်ပါတယ်အဲ့လိုပြောမှလည်းဒါသူ့ပါတိတကယာဝါစာတဲ့ဒါဖះဟောနဲ့ကိုက်ညီမှာဖြစ်တယ်ဒါကြောင့်ဓမ္မပစ္စည်းများအားလုံးဒါချမ်းသာခြင်းနဲ့ဆိုရင်တော့အလားဆင်ရပါလိမ့်မယ်
ဘယ်အရာတွေကိုလှဆင်ရမှာလဲဆိုရင်မျက်စိနဲ့နားကိုအသိပညာဘုဒ္ဓတတွေနဲ့အလှဆင်ပါအဲ့တော့ခြေတွေလက်တွေကိုအတတ်ပညာတွေနဲ့အလှဆင်ပါကိုယ်နဲ့နှုတ်နဲ့စိတ်ကိုဝိနည်းရောစာပြီးတော့ဝိနည်းစည်းကမ်းတွေကျင့်ဝတ်သိက္ခာတွေနဲ့အလှဆင်ပါကိုယ့်ရဲ့စကားတွေချူတူစတာနဲ့ပြောဆိုတတ်ဖို့တက်ဆိုရင်တော့သူ့ပါတိတတာရာဝါစားတဲ့မှန်မှန်ကန်ကန်ချူချူတန်တန်နဲ့မေတ္တာရှိထားပြီးတော့ပြောစေတဲ့ကိုယ့်ရဲ့နှုတ်ခမ်းကိုစကလုံးလှလှလေးတွေနဲ့ဒါအလှဆင်ရမှာဖြစ်ပါတယ်အဲ့လိုအလှဆင်နိုင်ပြီဆိုလို့ရှိရင်တော့ဓမ္မမိတ်ဆွေများအားလုံးကြီးပွားမယ်တွတ်တက်မယ်ချမ်းသာပါမယ်ဒါကြောင့်ဓမ္မမိတ်ဆွေများအားလုံးကိုအစဉ်တိုက်တွန်းခြင်းပါတယ်လှစေချမ်းသာခြင်းရဲ့အလှဆင်ကြပါအဲ့တော့အလှဆင်နေဆိုတာကတော့အသိပညာတွေအတတ်ပညာတွေကိုချင်းသိက္ခာတွေစကားကိုချူချူတာပြောချင်းဆိုတဲ့တရားတွေဒီအရာတွေနဲ့ကိုယ့်တကိုယ်လုံးကိုယ်ခန္ဓာကိုအားလုံးကိုအလှဆင်ထားမယ်ဆိုလို့ရှိရင်တော့ကိုယ်လည်းလှမယ်အခြားသူတွေလည်းလှသွားပါလိမ့်မယ်ကိုယ်လည်းချမ်းသာမယ်အခြားသူတွေလည်းချမ်းသာလာပါလိမ့်မယ်လို့ဦးဇင်ကဒီကနေ့ဓမ္မပစ္စည်းများကိုချမ်းသာခြင်းရဲ့အလှဆင်ပါဆိုတဲ့ခေါင်းစဉ်လေးနဲ့အားလုံးကိုဓမ္မလက်ဆောင်အဖြစ်မျှဝေပေးလိုက်ပါတယ်ဓမ္မပစ္စည်းများအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ